spicy noodle တွေကိုခန္ဓာကိုယ်အတွက်ထိခိုက်မှုနဲ့အောင်ဘယ်လိုစားကြမလဲအသင့်စား spicy noodle တွေကအရန်ဆက်တဲ့အတွက်ခန္ဓာကိုယ်ကိုစိုးကျိုးအမျိုးမျိုးဖြစ်ပေါ်နိုင်ပါတယ်။ဒါကြောင့်ဒီခောက်ဆွဲတွေကိုအောက်ပါနည်းလက်တွေတိုင်းလိုက်နာပြီးစားသုံးပါကခန္ဓာကိုယ်အတွက်စိုးကျိုးများယုံနေနိုင်ပါတယ်။နွားနို့ cheese အစရှိသောနို့နှင့်နို့ထွက်ပစ္စည်းများဖြင့်တွဲဖက်စားသုံးခြင်းနို့နှင့်နို့ထွက်ပစ္စည်းများတွင်ပါဝင်သောအဆိပ်အရသာကအဆက်သက်သာစေတာကြောင့်အဆက်အစားများရင်ဖြစ်တတ်တဲ့ဘိုက်အောင်ခြင်းဘိုက်နာခြင်းပြဿနာများကိုရှောင်ရှားနိုင်ပါတယ်။ခဏခဏစားတာမျိုးမလုပ်ဘဲအာသီသအလိုရှိလာမှသာတစ်ခါတလေစားသုံးခြင်းဖြင့်လည်း spicy ခောက်ဆွဲများရဲ့အဆိုးကျိုးကိုရှောင်ရှားနိုင်ပါတယ်။အာဟာရမရှိတဲ့အသင့်စားခောက်ဆွဲကြီးတည်တံ့စားသုံးခြင်းထက်အာဟာရရရှိသောအသားများဟင်းသီးရွက်များနဲ့တွဲစားခြင်းဖြင့်လည်းအာဟာရဓာတ်မှုများတက်လာအောင်ပြုလုပ်နိုင်ပါတယ်။အဆက်အရန်စားပြီးရင်ချွေးထွက်လွန်ပြီးခန္ဓာကိုယ်ကရေဓာတ်ဆုံးရှုံးနိုင်တာကြောင့်ရေမြများတောက်ပေးရန်လည်းလိုအပ်ပါတယ်။အပေါ်မှာပြောထားတဲ့အချက်လေးတွေကိုလိုက်နာပြီး spicy ခောက်ဆွဲစားမယ်ဆိုရင်ခန္ဓာကိုယ်ကိုထိခိုက်နိုင်တဲ့ဆိုးကျိုးများကိုအတော်တန်လျှော့ချနိုင်မှာပဲဖြစ်ပါတယ်။အစားအသောက်နဲ့ပတ်သက်တဲ့ဗဟုသုတနဲ့အသုံးဝင်တဲ့နည်းလမ်းတွေအတွက် Foodcast Rampage လေးကို like and follow လုပ်ထားကြအောင်နော်။